မင်္ဂလာပါရှင်လိုင်ဇာ TV ရဲ့ဗမာဘာသာဖြင့်တင်ဆက်မှုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီကနေ့ညမှာတော့ဖက်ကန့်လမောင်ကုန်းနဲ့တောမော်မှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်စခန်းတွေကို KIA ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီဖြစ်တဲ့တဲ့ဖက်ကန့်မြို့အတွင်းမှာရှိတဲ့စစ်ကောင်စီတပ်တွေဟာစစ်ရေးလှုပ်ရှားမှုတွေလှုပ်ဆောင်နေတဲ့တဲ့နဲ့ခါနန်စစ်ဆောင်စခန်းကပြည်သူတွေစားနပ်ရိက္ခာနဲ့ဆေးဝါးကူညီထောက်ပံ့မှုတွေအရေးတကြီးလိုအပ်နေတဲ့တဲ့တွေကိုတင်ဆက်တော့ပါမယ်ကျွန်မကရှမ်းမုံပါKIA တပ်မဟာကိုပူပေါင်းတပ်ဖွဲ့တွေဟာအောက်တိုဘာ14ရက်နေ့မနက်အစောပိုင်း3နာရီခန့်ကစပြီးစစ်ကောင်စီတပ်တပ်မ33လက်အောက်ခံခမရ12တပ်ဆွဲထားတဲ့ဖားကန့်လမောင်ကုန်းနဲ့တောမော်စစ်ကောင်စီတပ်စခန်းတစ်ခုကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။လမောင်ကုန်းမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်စခန်းကိုဒီကနေ့မနက်ပိုင်း9နာရီအချိန်မှာအပြည့်စည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးတော့တောမော်တပ်စခန်းကိုတော့ဒီကနေ့ညနေပိုင်း4နာရီအချိန်မှာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ရှေ့တန်းသတင်းရင်းမြစ်တွေထံကနေသိရပါတယ်။လမောင်နဲ့တောမော်စခန်းတွေဟာလွန်ခဲ့တဲ့လက KIA ပူးပေါင်းတပ်ဖွဲ့တွေတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့တာမခန်၊ဂွေခါ၊ကတိုင်းတောင်တပ်စခန်းတွေကနေထွက်ပြေးသွားတဲ့တပ်သားတွေစုပေါင်းပြီးတပ်ဆွဲထားတဲ့တပ်စခန်းဖြစ်ပါတယ်။ KIA တပ်မဟာကိုပူပေါင်းတပ်ဖွဲ့တွေဟာတောမော်နဲ့လမောင်စစ်ကောင်စီတပ်စခန်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်နေစဉ်အတွင်းဖကတ်မြို့အတွင်းမှာရှိတဲ့စစ်ကောင်စီတပ်သားတွေဟာမြို့အတွင်းစစ်ရေးလှုပ်ရှားတာတွေလှုပ်ဆောင်နေတယ်လို့ဒေသခံပြည်သူတွေကနေသိရပါတယ်။ဩဂုတ်လ14ရက်နေ့ည3နာရီခွဲအချိန်မှာဆိုင်းတောင်ဘုံကြီးကျောင်းမှာတပ်ဆွဲနေတဲ့စစ်ကောင်စီတပ်တွေဟာဖကတ်ဖက်စစ်ရေးလှုပ်ရှားလာတဲ့အတွက် KIA ပူပေါင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့လည်းသိရပါတယ်။ဩဂုတ်လ15ရက်နေ့မနက်ပိုင်း10:00နာရီအချိန်မှာစမ်းကြွေဘုံကြီးကျောင်းမှာတပ်ဆွဲနေတဲ့စစ်ကောင်စီတပ်တွေဟာမော်မုံနဲ့ဖပြင်းကျေးရွာကပြည်သူတွေကိုအတင်းကျပ်စစ်ဆေးမင်းမြန်းတာတွေရိုက်နှက်နှိပ်စက်တာတွေလှုပ်ဆောင်ခဲ့တယ်လို့ပြည်သူတွေကပြောပါတယ်။စစ်ကောင်စီတပ်ဖွဲ့တွေဟာ၎င်းတို့ရဲ့စစ်ဆေးရေးဂိတ်တွေမှာတွာလာနေတဲ့ပြည်သူတွေကိုအတင်းကျပ်စစ်ဆေးမင်းမြန်းတာတွေလှုပ်ဆောင်နေတာကြောင့်တိုက်ဆိုင်ရာလူကြီးတွေကလည်းတတိနဲ့တွာလာကြဖို့ပြောကြားထားတာတွေရှိတယ်လို့သိရပါတယ်။တိုက်ပွဲတွေပြင်းထန်နေတာကြောင့်ဝိုင်းမော်မြို့နယ်ဝူရန်ကျေးရွာကခါနန်စစ်ဆောင်စခန်းကိုထပ်ပြေးတင်းရှောင်လာတဲ့စစ်ဆောင်ပြည်သူ900ကျော်အတွက်အစားအစာနဲ့ဆေးဝါးကူညီထောက်ပံ့မှုတွေလိုအပ်နေတယ်လို့သိရပါတယ်။စစ်ဆောင်ပြည်သူတွေထဲမှာတက်ကြီးရွယ်အိုတွေနဲ့ကိုဝန်ဆောင်မိခင်တွေအသက်9နှစ်အောက်ကလေးငယ်တွေပါဝင်ပြီးတော့အာဟာရရရှိစေမယ့်အစားအစာတွေနဲ့ဆေးဝါးတွေလိုအပ်နေတယ်လို့သိရပါတယ်။မိုးတွင်းကာလဖြစ်တဲ့အတွက်ငှက်ဖျားကာကွယ်ဆေးတွေလိုအပ်နေတဲ့အပြင်ချောင်းရည်ကိုအတိကအသုံးပြုနေတာကြောင့်အရေးပြားရရန်တာတွေဖြစ်နေတယ်လို့လည်းသိရပါတယ်။အဆိုပါစစ်ဆောင်ပြည်သူတွေဟာလွန်ခဲ့တဲ့ဧပြီလ9ရက်နေ့ကနေစပြီးစစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်ဖွဲ့တွေကြားတိုက်ပွဲပြင်းထန်လာတာကြောင့်ရွာပြင်ဖက်မှာရှိတဲ့ခါနန်စစ်ဆောင်စခန်းကိုတောက်ရောက်ခုံလုံခဲ့ကြတာဖြစ်ပြီးတော့တချို့ဒေသခံတွေကတော့မြစ်ကြီးနားဘက်ကိုတင်းရှောင်နေကြတယ်လို့သိရပါတယ်။တင်ဆက်မှုပြီးဆုံးသွားပါပြီ။ကြည့်ရှုနားဆင်ခဲ့ကြတဲ့မိဘပြည်သူအပေါင်းကိုစိတ်နှဖျားရှင်လန်းချမ်းမြေ့ကြပါစေရှင်။ကျေးဇူးတင်ပါတယ်။